ဘုရားခင်ကျမကိုမျက်မှောက်တော်ထဲမှာဒီနေ့ဘုရားခင်နိုးဆိုတဲ့အရာလေးကိုကျမပြောပြခြင်းနဲ့ခရစ်တော်ရဲ့မျိုးကိုဆက်ပြီးတော့မှတည်ဆောင်တော်သူတွေဖြစ်ဖို့အတွက်ဒီနေ့အင်မတန်မှအရေးကြီးတယ်ကျွန်တော်ရဲ့နှုတ်ကပတ်တော်တွေအပတ်တိုင်းတရက်ပြီးတရက်တပတ်ပြီးတပတ်နော်ဘုရားခင်ကကျမတို့ကိုဒီနေ့ဆွဲခေါ်ပေးနေတယ်ခွန်အားပေးနေတယ်ဝိညာဉ်တော်ကျမတို့ကိုဒီနေ့သွေးဆောင်ပေးနေတယ်အဲ့တော့ဒီနေ့ခေါင်းစဉ်ကဖခင်ရဲ့မျိုးဆက်ကိုတည်ဆောင်တော်သူဖြစ်ပါအားလုံးတည်ဆောင်ရအာမင်ကျမတို့ရဲ့အသက်တာတွေမှာတည်ဆောင်ရမယ်ဒီအသင်းတော်ကတည်ဆောင်ရမှာဖြစ်တယ်ဒီ ministry ကတည်ဆောင်ရမှာဖြစ်တယ်အာမင်ဟာလေလုယာတည်ဆောင်ရမယ်ဖခင်ရဲ့ဘုန်းကိုတည်ဆောင်ရမယ်ဒီမြေကြီးကလည်းဖခင်ရဲ့မျိုးဆက်ကိုဆက်ပြီးတည်ဆောင်တဲ့မြေကြီးဖြစ်ရအာမင်ဒီမြေကြီးကဖခင်ရဲ့မြီးကလေးဖြစ်တယ်ယေရှုစီးတဲ့မြီးကလေးတခင်ယေရှုကငါအလိုရှိတယ်ဂျေရုဆလင်မှာဒီနေ့ဟောစနာဆိုတဲ့ကျွေးကြော်ခြင်းကျွေးကြော်ဖို့ရအတွက်ငါအလိုရှိဒီမြေကြီးကမြီးကလေးဖြစ်တယ်တခင်ယေရှုစီးတဲ့မြီးကလေးကျမတို့ကမြီးနေရပါပဲရှိတယ်ကျမတို့ရဲ့အသက်တာတွေကမြီးအသက်တာလေးတွေဖြစ်တယ်တခင်ယေရှုစီးတဲ့မြီးတခင်ယေရှုကိုပယ်ဆောင်တဲ့မြီးကလေးဖြစ်တယ်ကျမပြောပြမယ် YouTube ပေါ်မှာလေကျမကြည့်အခြားသောဘာသာဝင်သူတို့ဘုန်းကြီးတွေလာတဲ့အခါမှာဘာလုပ်လဲသိလားအဲ့ဝဆရာကောင်းတယ်တခါလဲအတင်းဝင်းရထိုးပြီးမောက်ပြီးတော့မှဘုန်းကြီးကအဲ့ဒီလူတွေရဲ့ကိုယ်ပေါ်မှာတက်နေပြီးတော့မှသွားတာဘေးကတချို့လူတွေကဘုန်းကြီးကိုလဲမှာဆိုလို့ဘာလုပ်တာလဲသူတို့တွေကသိချတာအစေခံတာအော်နာလောက်တာချီးမြှောက်တာဂုဏ်ပြုတာကျမအဲ့ဒီအရာကိုကြည့်တဲ့အခါမှာဒီနေ့ကျမတို့ရဲ့အသက်တာမှာခရစ်တော်အတွက်ဒီနေ့မိကလေးဖြစ်ဖို့လိုတယ်အာမင်ဘုရားခင်ကပြောတယ်သင်ရဲ့အိမ်မှာငါအလိုရှိဒီနေ့ခြံမတွေဟိုးဆဲလာမယ်အဲ့ဒါမြည်ပဲဟုတ်ကဲ့ဘာမှမရှိနေပါစေကျမအိမ်မဆောက်ပါဘူးကျန်နေပြဿနာမရှိဘူးတခင်ယေရှုရောက်သွားတဲ့အခါမှာတိုက်အိမ်ဖြစ်လာမယ်အာမင်ဟာလေလုယာဘုရားလူတွေရောက်သွားတဲ့အခါမှာတိုက်အိမ်ဖြစ်လာကျမကျွေးစရာဘာမှမရှိဘူးရေတစ်ခွက်ရှိတယ်အဲ့ဒီရေကနေပြီးတော့မှစပင်းနဲ့ဖြစ်စေမယ်ဟာလေလုယာဒါကြောင့်သခင်ယေရှုကအလိုရှိရတဲ့အခါမှာပြီးလိုက်ပါညီကောင်မောင်နှမတွေတင်းရဲ့အိမ်မှာသခင်ယေရှုကဇက်ခဲကိုပြောတယ်ငါမင်းနဲ့အတူစားတော့ချင်တယ်မင်းအိမ်ကိုသခင်ကငါလိုက်မယ်သခင်ကိုခေါ်ရဲတာဘာမှမရှိတဲ့ပဲကြီးလိုဝါပြီးရေတောက်ပြီးတော့မှစကားပြောကြမယ်လေခေါ်ရဲလားခေါ်ရဲလားဘာဖြစ်ပြီးရကကောင်းချီးပေးချင်လို့အာမင်အာမင်လာလာမင်္ဂလာဖြစ်စေချင်လို့ရှမတို့လာလေလာလေအိမ်မလာနဲ့အိမ်တွေကကျန်းနေပဲအပေါက်ကျုံမှာဆိုးလို့မကောင်းလို့မခိုင်လို့ကျမတို့ကလေနေရာဆုံးမှာကျွန်တော်တို့နေတတ်တယ်မြေကြီးပေါ်မှာလည်းခင်းပြီးတော့မှအိတ်ခဲတယ်အိမ်ဦးတရားခေါ်တဲ့အချိန်မှာပြဿနာမရှိဘူးရှားခင်နိုင်ငံတော်အတွက်အဲ့နေရာမှာကောင်းကင်တကယ်ဝါဖြစ်လာယာကုပ်ကြီးကဖယားသခင်ကယူပါယုံပေးတဲ့အခါမှာအဲ့ဒီနေရာမှာခြုံမုတ်နေပဲဘာမှမရှိဘူးကြောက်တုံးကြီးတုံးစားလို့မရဘူးကြောက်တုံးကြီးအကိုတက်လို့ယာကုပ်ကလိုက်ပေးနေတာဘုရားခင်ကောင်းကင်ယူပါယုံလဲပေးလာတော့အဲ့ဒီကြောက်တုံးကိုသူ့မှာပါတဲ့စီလေးနဲ့လောင်းပြီးတော့ကိုတော့ဒီခြုံမုတ်ဒီကြောက်တုံးဒီမြေကြီးဘာမှမရှိကိုတော့ကိုပေးပါ
မယ်စေဖို့တဖို့ဖះတောင်းတာမဟုတ်အဲ့နေရတော့ဘာဖြစ်လာလဲဒီလားဒီသလားအရက်ဖြစ်လာတယ်ဖះရဲ့ဗိမာန်တော်တည်တဲ့နေရအရက်ဖြစ်လာတယ်ခြုံမုတ်ကနေပြီးတော့မြို့ဖြစ်လာတယ်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်ရဲ့အသက်တာတွေမှာဒီလေခရစ်တော်ရဲ့ဘုန်းတော်ကိုဘိုးခရစ်တော်ရဲ့အင်္ဂတရားမျိုးစစ်ကိုတည်ဆောင်တော်သူတွေဖြစ်ဖို့လိုတယ်အာမင်ဒါကြောင့်မို့ဖះလူတွေလာတဲ့ခါမှာဘိသိရှိဆရာသမားတွေလာတဲ့ခါမှာခေါ်ပါတဲ့အိမ်ကိုခေါ်ပါနော်တခါလဲလူပြီးတော့ကျွန်တော်တို့သွားရခေါ်ပါကောင်းကြီးဖြစ်တယ်အဲ့တော့လူလာလို့ဖះကတောင်းတဲ့ခါမှာယေရှုကတောင်းတဲ့ခါမှာပေးပါနာယေရုရှလင်သွားကြွေးကြော်ဖို့ဟောရှနာကြွေးကြော်ဖို့အတွက်မိကလေးကိုပေးပါအဲ့ဘသူကတောင်းတာလဲသိလည်းမသိဘူးတခင်ကတောင်းခဲ့လိုက်တာတပည့်တော်တွေကသွားတောင်းပေးတယ်ကြားရအော်ဟုတ်လားတဲ့ဖြီးပေးလိုက်တယ်မိကောင်ဆိုတာနဲတာမဟုတ်ဒါကြောင့်လို့လေညီကောင်မောင်တို့ကကျွန်မပြောပြချင်တယ်ခရစ်တော်ရဲ့ညို့ဘုန်းတော်ကိုဘယ်အရာတွေကတည်ဆောင်လဲဆိုတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကတည်ဆောင်တယ်နေရာတွေကတည်ဆောင်တယ်ဒီမြေကြီးတွေကတည်ဆောင်တာဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်တို့တွေဒီပါလဲညီကလေးဖြစ်တယ်အာမင်ကျွန်တော်တို့ဒီပါလဲညီကလေးဖြစ်တယ်ကြဲပြောညီကလေးသခင်ယေရှုစီးတဲ့ညီကလေးသခင်ယေရှုကကြိုက်တယ်လို့စီးလိုက်တယ်သူကသူစီးကျင်တယ်လို့စီးပါခုံရင်ခုံလိုက်မယ်ပျော်လို့တခါတည်းမှာထားခုံတာလည်းရှိမယ်အဲ့ချိန်ရရင်လည်းပါလဲအောက်ကလေသခင်စီးပါသခင်ပျော်နေတာလှုပ်ရင်လည်းလှုပ်ပါလေသခင်ကိုဒီနေ့သခင်စီးရဲ့မိကလေးဖြစ်ဖို့လိုတယ်အဲ့တော့ဒီကနေ့မှာကဘာဦးကျမ်းအခန်းကြီး38ကိုကျွန်တော်တို့ကြည့်ရအောင်ကဘာဦးကျမ်းအခန်းကြီး38ထိုကာလခါယူဒသည်ညီအကိုနေရာမှသွား၍ဟိရအမည်ရှိသောအဒုလံအမျိုးသားထံသို့ဝင်လေ၏ယူဒနော်ယူဒညီအကိုတွေနေရာသွားပြီးတော့မှတဲ့ဟိရအမည်ရှိသောအဒုလံအမျိုးသားထံသို့ဝင်လေထိုရက်၌ရှုပါအမည်ရှိသောခါနန်အမျိုးသား၏သမီးကိုတွေ့မြင်၍အိမ်အောင်ဘက်ပြုတဲ့ထိုမိန်းမသည်ပရိတ်တရေယူ၍သားကိုဖွားမြင်၏ထိုသားကိုအေးရအမည်ဖြင့်မှဲ့၏တပံပရိတ်တရေယူပြန်၍ဖွားမြင်သောသားကအောနံအမည်ဖြင့်မှဲ့လေ၏တပံပရိတ်တရေယူပြန်၍ဖွားမြင်သောသားကိုရှေလအမည်ဖြင့်မှဲ့လေ၏ရှေလဖွားသောအခါအဘသည်ခေစိန်မြို့မှာရှိသည်အဲ့တော့ယူဒမှာသား3ယောက်ဖွားတယ်ခါနန်အမျိုးသမီးနဲ့သူအိမ်အောင်ကြအဲ့တော့သား3ယောက်ရလာတဲ့အခါမှာရလာတယ်အဲ့တော့ထို့နောက်မှာယူဒသည်မိမိသားဦးအေရာကိုတာမာအမည်ရှိသောတတို့သမီးနဲ့စုံဖက်စေ၏အပိုင်ငယ်6ခုကြည့်နော်ဖွင့်ထားပြီ6နဲ့ခုယူဒသည်မိမိသားဦးအေရာကိုတာမာအမည်ရှိသောတတို့သမီးနဲ့စုံဖက်စေယူဒအဲ့မှာကလေးရလာတယ်သူရဲ့သားဦးဖြစ်တဲ့အေရာကိုတာမာနဲ့ပေးစားတယ်ယူဒသားဦးအေရာသည်ထာဝရဘုရားရှေ့၌စိုးသောသူဖြစ်၍သူ့ကိုထာဝရဘုရားကွပ်မျက်တော်မူ၏အဲ့တော့သူ့ရဲ့သားဦးကတဲ့အယံစိုးသွမ်းတဲ့အတွက်ကြောင့်ဘုရားသခင်ကကွပ်မျက်လိုက်တယ်တဲ့ယူဒရဲ့သားဦးကိုအဲ့ဒါနဲ့ယူဒကဆက်ပြီးတော့မှထိုကယူဒသည်အောနံကိုခေါ်ပြီးလင်သင်၏အကိုမယားထံသို့ဝင်၍သူနှင့်အိမ်တော်မဲ့ပြုသဖြင့်အကိုအမျိုးကိုဆက်လွင်လုံးဆို၏အဲ့တော့အကိုအကြီးကသေသွားပြီအရန်ဆိုးတဲ့ခါဘုရားခင်ကမြေကြီးပေါ်မှာမထားတော့အဲ့တော့ဘုံတော်ထင်ရှားရင်ထင်ရှားမထင်ရှားရင်ဘုံတော်ဝင်စားသွားမယ်ဒါမျိုးပေါ့နော်အခုဒီမှာလဲဘုံတော်မထင်ရှားတဲ့ခါမှာဘုံတော်ဝင်စားသွားတယ်မြေကြီးပေါ်မှာဘုရားခင်ဘုံမထင်ရှားဘူးလားဘုရားရဲ့ဘုံကိုမသေးဆောင်ဘူးလားဘုရားရဲ့မျိုးကိုမဆက်ဘူးလားမဆက်ဘူးဆိုရင်ဘုရားခင်ကမြေကြီးပေါ်မှာအသက်ရှိရှိမထားဘူးအဲ့တော့အေးရာကဘုရားခင်ရဲ့မျိုးကိုမဆက်တဲ့အတွက်ကြောင့်ယူဒရဲ့အမျိုးအနွယ်ကိုမသေးဆောင်ဘူးဘာဖြစ်လို့လဲယေရှုခရစ်တော်ဟာယူဒရဲ့အနွယ်ကနေဆင်းသက်လာမှာဖြစ်တယ်ယူဒရဲ့အနွယ်ကနေပြီးယေရှုခရစ်တော်ကဆင်းသက်လာမှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာအဲ့ဒီမျိုးကိုဆက်ဖို့ရအတွက်နော်အေးရာကအဲ့ဒီမျိုးကိုမယူဘူး
မယူတဲ့အခါမှာဖျားသခင်ကစိုးတဲ့အခါမှာကွက်မြတ်တယ်အဲ့တော့ယူဒာဒီဒုတိယသားကိုခေါ်တယ်ဩနံကိုခေါ်ပြီးနေတင်ဤအကိုမယားခံသို့ဝင်ရသူနဲ့အိမ်တော်ဘက်ဖြစ်အကိုအမျိုးကိုဆက်ပါဒီယူဒာအနွယ်ဖျားမျိုးကိုဆက်ပြီးတော့မှယေရှုခရစ်တော်မွေးလာမဲ့မျိုးဆက်ကိုတည်ဆောင်ဖို့ရတဲ့ဒုတိယသားကိုတခါယူဒာကထပ်ပြီးတော့မှဒုတိယသားနဲ့ခုနအကိုရဲ့မိန်းမနဲ့ထပ်ပြီးတော့မှပေးစားတယ်ပေးစားတဲ့အခါမှာဩနံသည်တဲ့တားကိုရလင်မူကားမိမိသားမမတ်ရဘူးသိ၍အကိုအားသားကိုမပေးလို့ပဲကဲငါဖေကငါ့ကိုတော့ပေးစားပြီအကိုရဲ့မျိုးကိုပြန်ဆက်ခိုင်းတယ်ဆိုတော့ဒါပေမဲ့အကိုရဲ့မျိုးကိုဆက်ခိုင်းမျိုးပဲရမှာလေအကိုရဲ့မျိုးပဲဖြစ်ပါငါသားမဖြစ်ဘူးတဲ့ငါသားမဖြစ်တဲ့အတွက်ကြောင့်အကိုရဲ့သားဖြစ်တဲ့အတွက်ကြောင့်သူသိတယ်မိမိသားမမတ်ရဘူးသိရဲ့အကိုအားသားကိုမပေးလို့ပဲမိမိအကိုရဲ့မရထံကိုဝင်သောအခါတုတ်ရည်ကိုထုတ်၍စွန့်လေ၏မျိုးကိုမလုပ်လိုက်မထိန်အဲ့ဒီမျိုးကိုစွန့်ပလိုက်ဘာဖြစ်လို့လဲဆိုမွေးလာတဲ့ခလေးဟာအကိုရဲ့မျိုးပဲဖြစ်မှာငါသားမဖြစ်ဘူးတဲ့အဲ့မျိုးကိုတဲဆောင်တာမတဲဆောင်ဘူးယူဒာရဲ့အနွယ်ကိုဆက်ပြီးတော့မှမတဲဆောင်ဘူးမျိုးကိုမဆက်ဘူးမဆက်တဲ့အခါမှာထိုအမှုကိုထာဝရဘုရားနှစ်သက်တော်မမူသောကြောင့်ဩနံကိုလည်းကွက်မြတ်လေ၏အဲ့တော့ဘုရားရဲ့မျိုးကို generation ကိုဆက်ပြီးတော့မှမသေးဆောင်တဲ့အတွက်ကြောင့်ဘုရားခင်ကဩနံကိုကွက်မြတ်လိုက်တယ်အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာတွေထဲမှာလည်းဒီနေ့ဘုရားခင်ရဲ့မျိုးကိုကျွန်တော်တို့ကအမြဲတမ်းသင်ဆောင်ရမှာဖြစ်တယ်တခါတည်းမှာဟာဒီရငါတို့လှုပ်ဆောင်တာငါတို့အကျိုးအတွက်ဘာမှမရှိပါဘူးဒါပေမဲ့လို့ဝိညာဉ်ရေးရမှာဖယားသခင်အတွက်ဖယားနိုင်ငံတော်ကျေပြတ်ဖို့အတွက်ဖယားရဲ့ generation နဲ့မျိုးဆက်တွေပေါ်လာဖို့အတွက်ကျွန်တော်တို့ရဲ့အသက်တာတွေမှာ his kingdom ministry ကျွန်တော်ရဲ့ဒီ ministry ကဘာနာမည်က his kingdom သူ့ရဲ့နိုင်ငံတော်တဲ့သူ့ရဲ့နိုင်ငံတော်ဘယ်သူနိုင်ငံလဲသူ့ရဲ့နိုင်ငံသူဆိုတာဘယ်သူလဲဖယားခင်သခင်ယေရှုရဲ့နိုင်ငံတော်အတွက်အဲ့ဒီမျိုးဆက်အတွက်ကျမတို့တွေဒီနေ့မျိုးဆက်နေတာဖြစ်ဝိညာဉ်ရဟာလေလုယာဝိညာဉ်ရမှာမျိုးဆက်နေတာဖြစ်တယ်ကျမတို့ဒီနေ့ဝိညာဉ်သားသမီးတွေဖယားခင်ကပေးတယ်အဲ့ဒီအရာတွေကဘယ်သူမှအတွက်လဲဖယားရဲ့နိုင်ငံတော်ဖယားသားသမီးတွေသူ့အတွက်ဖြစ်တယ်ဟာလေလုယာသူ့အတွက်ကျမတို့ကဒီနေ့ဘာလို့ပေးနေတာလဲအစီခံပေးနေတာမျိုးဆက်ပေးနေတာဖယားရဲ့နိုင်ငံတော်ထဲမှာဘယ်သူအတွက်မှမဟုတ်ဘယ်အဖွဲ့အစည်းအတွက်မှလည်းမဟုတ်ဘူးဘယ်အသင်းတော်အတွက်မှလည်းမဟုတ်ဘူးကျမတို့ဒီအသင်းတော်အတွက်လည်းမဟုတ်ဘူးဘယ်သူအတွက်လဲဖယားသခင်အတွက်ဖြစ်တယ်ဖယားခင်ရဲ့မျိုးဆက် generation တွေပေါ်ပေါက်လာဖို့အတွက်ကျမတို့ဆက်နေတာဖြစ်တယ်ဒီနေ့ဩနံကပါလေနှလုံးသားမကျဘူးဟာငါရမှာမဟုတ်ဘူးတဲ့ငါရမှာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီမျိုးကိုငါမသေးဆောင်ဘူးမျိုးကိုဖြတ်ပလိုက်တယ်အဲ့တော့ဘုရားခင်ကဘာလုပ်လဲကွက်မြတ်လိုက်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာတွေမှာဘုရားခင်ရဲ့ next generation ဘုရားနိုင်ငံတိုးပွားခြင်းတွေမှာမျိုးဆက်အနေနဲ့ပါဝင်ခြင်းနဲ့ဘုရားခင်ရဲ့ချီးမြှောက်ခြင်းကိုလိုချင်တယ်ဆိုရင်ကျွန်တော်နှလုံးသားတွေကျန်မှုမလို့လားကျန်မှုမလို့လေကျွန်တော်ရဲ့စိတ်နဲ့သဘောထားတွေဒီနေ့ကျွန်တော်ရဲ့နှလုံးသားတွေဂရုစိုက်ဖို့လိုလားလိုတယ်ကျွန်မကိုဆုတောင်းခေါ်လာပြီးဆိုရင်ဘုရားခင်လည်းနိုးစော်ပြီးဆိုရင်ကျွန်မအသင်းတော်လည်းမယူဘူးဘယ်လက်အောက်မှာပဲဖြစ်နေပါစေဘယ်အဖွဲ့အစည်းတော့အဲ့အဖွဲ့အစည်းတွေလက်အောက်တွေဆိုတာကလောကရဲ့ဖွဲ့စည်းထားတဲ့အရာတွေဖြစ်တယ်ဘုရားခင်ရဲ့က
ကောင်းကင်နိုင်ငံမှာဘာအဖွဲ့အစည်းမှမရှိဘူးယေရှုခရစ်တော်ရဲ့နိုင်ငံတော်ပဲရှိတာဖြစ်တယ်ဟာလေလုယာသူနိုင်ငံတော်တော့ကျွန်တော်တို့အသက်ရှင်ရမှာဖြစ်တယ်ဟာလေလုယာကျွန်တော်ဒီအသင်းတော်ကလည်းဒီနေ့ယေရှုရဲ့နိုင်ငံတော်အတွက်အသက်ရှင်ရမှာဖြစ်တယ်ဒါမဲ့ညီကောင်မောင်ပါကျွန်တော်မြေကြီးပေါ်မှာလုံးရမှာဒီအရာတစ်ခုပဲဒီအရာတစ်ခုပဲအဲ့တော့ဒီနေ့အော်နယ်ဟာနှလုံးသားမကျယ်ဘူးဒီနေ့လူတွေရှိလားရှိကြတယ်ဒါကြောင့်လို့ကျွန်တော်တို့ကယေရှုခရစ်တော်ရဲ့နိုင်ငံတော်ကိုစိတ်ဝင်စားရဟာလေလုယာနိုင်ငံတော်ကိုစိတ်ဝင်စားတဲ့သူကိုဘုရားသခင်ကပေးမယ်တဲ့စိတ်မဝင်စားဘူးဆိုသူ့စီကနေငါနှုတ်မယ်တဲ့နိုင်ငံတော်ရဲ့အသီးကိုသီးတဲ့သူကိုဘုရားကငါပြန်ပေးမယ်ငါပြန်အပ်ဒါကြောင့်မြေကြီးပေါ်မှာဒီနေ့ကျွန်တော်တို့တွေဒီဘုရားသခင်ရဲ့မျိုးကိုဆက်တော်သူတွေဖြစ်ပါအာမင်ကိုယ်တငယ်ချင်းတွေကိုဘုရားရဲ့မျက်မှောက်တော်လေးကိုဆွဲခေါ်ပါမလွတ်မြောက်နိုင်တဲ့သူတွေနတ်ဆိုးရဲ့ချီနှောင်ခြင်းကယေရှုရဲ့နိုင်ငံတော်အလင်းလေးကိုဆွဲခေါ်ပါဖြောင့်မတ်ခြင်းတရားလမ်းလေးကိုဆွဲခေါ်ပါဟာလေလုယာဟာလေလုယာကောင်းဝင်ဖခင်နဲ့ပေးတွေ့ပါအဲ့ကောင်းဝင်ဖခင်ရဲ့မြတ်တာဘလောက်ကြီးမားလဲပေးတွေ့ပါမိတ်ဆက်ပေးပါဟာလေလုယာကျွန်မနှလုံးသားထဲမှာတောက်လောင်တာအဲ့ဒီအရာပဲဖြစ်တယ်ကျွန်မဘေဘေရရောက်ကျွန်မရဲ့အဖေဘလောက်ကောင်းလဲအဲ့ဒီကောင်းဝင်ဖခင်ရဲ့မြတ်တာအဲ့ဒီဖခင်နဲ့ကျွန်မမိတ်ဆက်တယ်အဲ့ဒီမြတ်တာနဲ့မိတ်ဆက်တဲ့ကမှာလူတွေကညှိရကြပြီးတော့မှသူတို့တက်တိုင်မှာလွတ်မြောက်ကြတယ်ပြောင်းလဲကြယေရှုရဲ့နိုင်ငံတော်မှာဝင်စားကြတယ်အာမင်အာမင်ဒါကြောင့်ဒီနေ့အော်နိုင်ဘာလုပ်လဲနှလုံးသားမကျဘူးအဲ့နှလုံးသားမရှိဘူးငါရဲ့သားမဖြစ်ဘူးအကိုရဲ့သားပဲဖြစ်မယ်ဟာဖခင်ရဲ့မျိုးဆက်ကိုတည်ဆောင်ဖို့ရန်အတွက်သူနှလုံးသားမကျဘူးဒါကြောင့်ကျွန်တော်စိတ်နှလုံးသားတွေဒီနေ့ဂရုစိုက်ရမှာဖြစ်တယ်အဲ့တော့ယောရှုခန်းကြီး23အပိုက်ငယ်7မှာကျွန်တော်တို့ကြည့်ရအောင်7မှာနောက်လိုက်ဆိုရအောင်တို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်ခြင်းကကိုယ်စိတ်နှလုံးကိုတတိပြုကြလော့ဘုရားသခင်ထာဝရဘုရားကိုချစ်ခြင်းကကိုယ်စိတ်နှလုံးကိုတတိပြုကြလော့ဒီနေ့ကျွန်တော်တို့အသက်တိုင်းထဲမှာတတိပြုရမယ်ဘုရားခင်ကိုအရာရာမှာချစ်တဲ့စိတ်ရှိကိုအဲ့ဒီအရာတတိပြုရအဲ့ဒီအရာမရှိဘူးဆိုရင်ခရစ်တော်ရဲ့မျိုးကိုကျွန်တော်တို့မဆက်နိုင်ဘူးနေရာတွေကိုဒီနေ့မပေးနိုင်အဲ့တော့ဒီနေ့ပါလဲဆိုတော့ဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာကျွန်တော်တို့ရဲ့အသက်တာတွေမှာဘုရားသခင်ကိုချစ်စေခြင်းကတတိပြုပါတဲ့အဲ့တော့အာဗြဟံအသက်တာကိုကြည့်တဲ့အခါမှာအာဗြဟံဘုရားခင်ကဂတိတော်ပေးတယ်ဂတိပေးတယ်အာဗြဟံဂတိပေးတယ်အာဗြဟံမင်းအပြင်ကိုထွက်နော်ညအပြင်ကိုထွက်မိုးကောင်းနေကိုကြည့်ရဲ့မိုးကောင်းနေကိုကြည့်တဲ့အခါမှာဗါလဲအဲ့ချိန်မှာမီးအောင်သုံးဆိုတာမရှိဘူးဒီခေတ်မှာလျှက်စစ်မီးတွေပေါ်လာဒီလိုမောင်လိုက်တဲ့ချိန်မှာကျဲတယ်အများကြီးပဲကျဲတယ်အများကြီးပဲအဲ့ဒီမှာကျဲတယ်အများကြီးတွေ့တဲ့အရာကိုဘုရားသခင်ကမင်းကြည့်ပါတဲ့ကောင်းနေကျဲခဲ့သူမင်းရဲ့အမျိုးတွေဟာများပြားတယ်အာဗြဟံဂရိပေးခဲ့အာဗြဟံမင်းရွှေ့ဒီနေရာမှာမနေတော့နဲ့အမျိုးသားရဲ့ပေါ့ရွှေ့ရအာဗြဟံလည်းမြေကြီးပေါ်မှာနေတဲ့အခါမှာတွားနေတာဘုရားခင်တွားခိုင်းတဲ့နေရာကိုတွားတာရောက်တဲ့အရက်မှာတဲထိုးပြီးတော့နေတယ်ဘုရားသခင်ကိုကိုးကွယ်တယ်ချီးမြှောက်တယ်ဘုရားခင်ကကောင်းဝင်ကြဲခဲ့သူများမယ်မင်းကိုခါနမီရဲ့အမွေနော်ဘုရားကပေးမယ်မင်းကလူမျိုးကြီးဖခင်ဖြစ်မယ်ဂတိတော်ပေးတယ်ဒါပေမဲ့အာဗြဟံအဲ့ဒီဂတိတော်ခံစားလိုက်ရလားခံစားလိုက်အောင်မခံစားဒါပေမဲ့ तू ကအဲ့ဒီအရာကိုဆွဲလန်းလေငါ့ကိုဘုရားခင်ပေးမဲ့ဒီဂတိ
တော့ငါရဲ့မျိုးဆက် generation မှာဖြစ်မယ်ဆိုတဲ့အရာငါ့ကိုဘုရားသခင်ကမပေးတဲ့အတွက်ကြောင့်ငါကမသွားဘူးမလုပ်ဘူးမခံစားရတဲ့အတွက်အာဗြဟံအဲ့နှလုံးသားရှိလားမရှိဘူးသူ့အထေးတွေကနေပြီးတော့မှဒီနေ့အမွေခံသားသမီးတွေထွက်လာမယ်ဆိုတဲ့အရာဘုရားကတိပေးတဲ့အရာသူကမမြင်ရဘူးမခံစားရတော့ညာနဲ့အဲ့ဒီအဖိုးအခဘုရားခင်ခေါ်တဲ့နောက်ကိုသူလိုက်ပြီးတော့မှအဲ့ဒီမျိုးကိုသူဆက်တယ်အာဗြဟံမခံစားဘူးအဲ့တော့အာဗြဟံရဲ့နှလုံးသားကကျယ်ဝန်းလားကျယ်ဝန်းတယ်ဒါကြောင့်ဘုရားခင်ကလူမျိုးကြီးတဲ့ဒီနေ့ဖခင်ဖြစ်တယ်မိခင်ဖခင်ယုံကြည်ခြင်းရဲ့ဖခင်မိခင်ဆိုပြီးတော့မှဘုရားသခင်ကိုယ်တိုင်ကဒီနေ့အမည်နာမတက်ပေးတယ်ဘသူကတက်ပေးတာလဲဘုရားသခင်ကိုယ်တိုင်ကအမည်နာမကိုတက်ပေးတာဖြစ်တယ်အဲ့တော့ထာဝရဘုရားကိုချစ်စေခြင်းကတတိပြုလို့အာဗြဟံလက်ထက်မှာအာဗြဟံမခံစားတော့ဣဇက်ကတခါသူ့ရဲ့သားသမီး12ယောက်သူ့ရဲ့သားယာကုပ်အေသောနဲ့ယာကုပ်မွေးလာတယ်သား2ယောက်မွေးလာအေသောနဲ့ယာကုပ်12ယောက်မဟုတ်ဘူးအေသောနဲ့ယာကုပ်မွေးလာအေသောနဲ့ယာကုပ်မွေးလာတဲ့ခါမှာအဲ့ဒီယာကုပ်ကနေမှဣသေလ12နွယ်ကိုဒီနေ့ဘုရားသခင်ကအဲ့ဒီ12နွယ်မှာဘုရားခင်ကစတင်ပြီးအလုပ်လုပ်တယ်အဲ့တော့ဘယ် generation ဘယ်နှဆက်မြောက်ဖြစ်သွားလဲသိလားအာဗြဟံဣဇက်ယာကုပ်ရဲ့သားအဲ့တော့ဘယ်နှဆက်ဖြစ်သွားလဲအာဗြဟံရဲ့သားဣဇက်40မြောက်မှာ generation 40မြောက်မှာဒီနေ့ဘုရားခင်ကမြေကြီးပေါ်မှာစိုးစံဖို့ရတော့စတင်ပြီးတော့မှအလုပ်လုပ်တယ် generation 40မြောက်အာဗြဟံလက်ထက်မှာဘုရားခင်ဂတိပေးခဲ့တဲ့အရာအာဗြဟံဟာငါတော့ခုနအောနန်ကိုစိတ်တက်နေဆိုရင်တော့ရမလားမရအောနန်ကနှလုံးသားဒီနေ့မကောင်းဘူးဘုရားရဲ့မျိုးဆက်ကိုမသေးဆောင်ဘူးနှလုံးသားမကျေဝန်းဘူးသူကပါလေငါအတွက်ဆိုတဲ့အရာကိုပဲသူကြည့်တယ်ငါသားမဖြစ်ဘူးတဲ့ဒီနေ့ကျမတို့ကပါလေသူကဖခင်ရဲ့မျိုးကိုစိတ်ဝင်စားဘူးဇာတိရဲ့ငါသားဝိညာဉ်ရေးကဖခင်ရဲ့နိုင်ငံတော်ရဲ့ဖခင်ရဲ့မျိုးဆက်ကိုစိတ်ဝင်စားစိတ်မဝင်စားတဲ့ခါမှာဖခင်ကဘာလုပ်လိုက်လဲအောနန်ကိုကွဲမြတ်လိုက်အဲ့တော့ဒီ generation 40မြောက်မှာဣသေလ12နွယ်ဆိုတဲ့အရာစတင်ပြီးတော့မှပေါ်ပေါက်လာပြီးတော့မှမြေကြီးပေါ်မှာဘုရားသခင်ကအဲ့12နွယ်အားဖြင့်အလုံးလုံးလာတယ်ဆိုတာကိုတွေ့ရတယ်။အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်နှလုံးသားတွေထဲမှာဒီနေ့ဘုရားခင်နိုင်ငံတော်အတွက်အမြဲတမ်းအစဉ်သင့်ဖြစ်နေရမှာဖြစ်တယ်။ဟာလေလုယာဘယ်လိုအခြေအနေမှာပဲဖြစ်မြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေမမြင်ရဘဲနဲ့ဘုရားကတိတော်ပေးခဲ့တဲ့မမြင်ရတော်ညာတဲ့အဲ့ဒီမျိုးအတွက်ဝိညာဉ်ရမှာသင်စိုက်ပျိုးခဲ့တဲ့အရာတွေသင်ရဲ့ခွန်အားတွေဘုရားရဲ့စကားကိုသင်နားထောင်ခဲ့တဲ့အရာတွေသင်စိုက်ပျိုးခဲ့တဲ့သင်ရဲ့အချိန်တွေနိုင်တွေသင်ရဲ့သားသမီးတွေငွေကြေးတွေသင်ရဲ့မိသားစုတွေအားလုံးဘုရားရဲ့မျိုးဆက်ထဲမှာပါသွားတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဘုရားရဲ့မျိုးဆက်ကိုကျွန်တော်တို့စိတ်ဝင်စားရမှာဖြစ်တယ်အာမင်ဘုရားရဲ့နိုင်ငံတော်ကိုစိတ်ဝင်စားရမယ်ဘုရားရဲ့နိုင်ငံတော်စိတ်ဝင်စားအဲ့တော့ဘုရားခင်ကအောနန်ကိုဒီနေ့လုံးဝကွက်မြတ်လိုက်တယ်ဆိုတာတွေ့ရတယ်အဲ့တော့စာလံ119အပိုက်ငယ်112ကိုကျွန်တော်တို့ကြည့်ရအောင်高快的路，手下要是那些路嘛，这个路在路法里。ကဲအထိုးဖွေးတော်တို့ကိုအဆုံးတိုင်အောင်အစဉ်လိုက်ခြင်းကကိုယ်စိတ်နှလုံးကိုတိုက်တွန်းပါ ဒါကြောင့်ကျမတို့ကိုဖယားသခင်ကအထိုးမဖွေးတော်ဆိုတာဘာလဲဖယားသခင်ကကျမတို့ကိုပြောထားတဲ့အရာတွေအများကြီးပဲကျမတို့ဘလို့အသက်ရှင်မယ်ဘလို့လုပ်ရမယ်ဖယားကချမှတ်ထားပေးတဲ့နေရာမှာသဘောတွေ principle တွေအဲ့ဒီအထိုးဖွေးတော်တို့ကို
အောင်အစင်လိုက်ခြင်းအလို့ကကိုယ်စိတ်နှလုံးကိုတိုက်တိုးပါစာလဆရာကပြောတယ်ကျွန်တော်အဆုံးထိလိုက်ရမှာဖြစ်တယ်အာမင်အဲ့ဒီဖခင်ကြီးချမှတ်ထားတဲ့ principle နေရာပါကိုအထောက်အပံ့တော့နောက်ကိုကျွန်တော်အဆုံးထိလိုက်ရကျွန်တော်ကဲတင်ရင်ရဥပမာဖခင်ကြီးရဲ့နေရာမှာကျွန်တော်တို့ဒီနေ့ပြုခဲ့တယ်အခြေခံအုပ်မြင့်ကဲတင်ရင်ပြီးတဲ့ခါမှာကျန်ရင်ကကျွန်တော်တို့နောက်တဲ့ခြေလမ်းတွေထပ်ပြီးတော့မှတက်စီခြင်းနဲ့ဖယားသားဖြစ်လာတဲ့အသက်တာဘလို့နေထိုင်ရမယ်အသက်ရှင်ရမယ်ဆိုတဲ့စိတ်သဘောထားတွေစိတ်နှလုံးသားတွေဖယားကြီးသင်လာပြီအဲ့ဒီအချိန်မှာဖယားကသူ့ရဲ့အထုံးဖွဲ့တော်ထဲမှာကျွန်တော်တို့တစ်စိတ်ပြီးတစ်စိတ်သင်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကတော်ပြီကွာဒါတော့အစီမပြေဘူးငါတို့ကောင်းဆောင်ကငါတို့ကိုဒီလိုမျိုးပြောတယ်စင်မပြေဘူးဆိုနောက်ပြန်လဲသွားတယ်ဒါဆိုအထုံးပွဲတော်နောက်ကိုအဆုံးထိလိုက်တဲ့သူလားမဟုတ်ဘူးဝိညာဉ်ရမှာတကယ်ကိုယ်ကိုပေးထားတဲ့ဝိညာဉ်ကောင်းဆောင်ဝိညာဉ်ပြိပတွေပေးထားမယ်ဝိညာဉ်ရေးရမှာတကယ်ဖရားကိုချစ်တဲ့အပေါင်းနဲ့တခြားသူပြောရမယ်နော်ဝိညာဉ်ရေးရမှာကျွန်မထည့်ပြောတယ်နော်ဝိညာဉ်ရေးရမှာတကယ်ဖရားကြီးကညီရကိုတွေကိုစစ်မှန်တဲ့ညီရကိုတွေကိုကျွန်တော်တို့ကိုပေးတယ်အဲ့တော့ဘုရားခင်ကအဲ့ဒီမှာကျွန်တော်တို့ကိုပြုစုပြောထောင်ပေးတယ်ဘုရားခင်ကအဲ့ဒီမှာနေရာမှာအဖွေတော့ principle တွေရှိတယ်အဲ့ဒီဘုရားခင်ကဘလို့အသက်ရှင်ရမလဲဆိုတော့အဲ့မှာတုံသိနေအဲ့ထုံးခွင့်တော်နောက်ကိုကျွန်တော်တို့ကမလိုက်ပဲနဲ့တော်ပြီကွာစိတ်ကြပြီးနောက်ပြန်လာအဲ့ဆိုအထုံးခွင့်တော်နောက်ကိုကျွန်တော်တို့အစင်လိုက်တော့သူလားမဟုတ်အဲ့တော့ဟုတ်တယ်ဂျာကြီးမျက်မှောက်တော်ခံတိုင်းနာတို့တော့ကမတော်ဒီလိုပြောထားတယ်အဲ့အထုံးခွင့်တော်နောက်နိုင်ညီကိုတွေကြောင်းတင်းကြောက်ချစ်ပြီးတော့မှနေချပြီးတော့မှအသက်ရှင်ကျွန်တော်ပြောပြဘုရားသခင်ကလေနေချပါလို့ပြောတဲ့အခါမှာဘသူတွေကိုနေချဖို့ပြောရလဲသိလားဘသူတွေကိုနေချခိုင်းတာဘလို့လူမျိုးတွေကိုနေချခိုင်းတာလဲညီအကိုအချင်းချင်းကိုဘုရားကနေချခိုင်းတာညီအကိုဆိုတာဘသူလဲဝိညာဉ်ရေးရမှာဘုရားခင်ပေးထားတဲ့ပခုံးဖက်ပြီးတော့မှနေလို့သူတွေ special family ဝိညာဉ်မိသားစုမိမရှိတယ်တာသမီရှိတယ်အကိုကြီးတွေရှိတယ်ညီမလေးတွေရှိတယ်ဝိညာဉ်သားသမီးတွေရှိတယ် physical life ဆိုင်ရာမှာ family ရှိတယ်လို့ပဲဝိညာဉ်ရေးရမှာလဲဘုရားရဲ့ကြီးမားတဲ့ big family special familyရှိအဲ့ဒီဝိညာဉ်ကြီးအကိုတွေမောင်နှမတွေမိဘတွေဘာလို့ခိုင်းလဲအချင်းချင်းသခင်ယေရှုကနှိမ်ချဖို့ရတော့တုံးနေလားတုံးနေတယ်နှိမ်ချခြင်းသာသနာ့ဘာလူတွေကိုတော့ဖခင်ကဘာပြောလဲသင်တို့ဒီလောကရဲ့အလင်းဖြစ်တယ်ဟာလေလုယာသင်တို့ဒီလောကရဲ့အလင်းဖြစ်တဲ့စားဖြစ်တယ်ဖခင်ကသင်တို့အထင်းကလည်းကြီးမြတ်တဲ့ဖခင်ရဲ့ဘုန်းတော်ပေါ်လွင်ထင်ရှားတဲ့အရာကိုသာသနာ့ဘာလူတွေလောကမှာရှိတဲ့သူတွေမြင်တွေ့ဖို့ရတဲ့တရားဖခင်ရဲ့ကြီးမြတ်ခြင်းကိုသယ်ဆောင်တော်သူဖြစ်ဖို့လိုတယ်ဟာလေလုယာလောကသာသနာ့ဘာလူတွေကိုသင်ကအလင်းညီအကိုချင်းချင်းဝိညာဉ်ရေးတာမှာဖျားပေးထားတဲ့ညီအကိုချင်းချင်းကိုဖျားကဘယ်လိုသိလဲနှိမ်ချခြင်းရှိပါကျမ်းစာပြန်ဖတ်ကြည့်တအုပ်လုံးဖြောင်းပြန်မလုပ်နဲ့အလွဲမယူနဲ့တမန်တရားကိုပြန်ကြည့်ဘာကြောင့်လို့ညီအကိုတွေမနှိမ်ချတဲ့ခါမှာတဲ့ကိစ္စတက်တဲ့အကောင်ဖြတ်စည်းမိကိုငါစိုးရိမ်နေတဲ့ရှင်ဘောလူကညီကိုတွေချင်းချင်းနှိမ်ချခိုင်းတယ်အဲ့တော့တစ်ပေငါခုံမှာတွေ့ရတယ်နော်တကိုးကြီးသောလက်တော်အောင်လိုက်ဒီနေ့နှိမ်ချပါဆိုတဲ့အရာ6ခုမှာရေးထားတယ်အချိန်တန်တဲ့ခါမှာဘုရားခင်ကချီးမြှောက်မယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဘုရားခင်ပေးထားတဲ့ဝိညာဉ်ရေးရမှာပေးထားတဲ့ညီအကိုအရေးတွေကိုချစ်ဖို့လိုလားချစ်ရမယ်ချစ်ရသူတို့ကိုဖိမရချစ်ရဒါပေမဲ့လောကသားတွေသာသနာ့ဘာလူတွေကိုတော့မလုပ်ရမလဲ
အလင်းပေးရလောကရဲ့အလင်းဘာအလင်းနဲ့ဖယားသခင်ဘလောက်ကြီးကြီးမြတ်တယ်ဆိုတဲ့အရာကိုသင်ပါဇက်ကနေပြောနိုင်တော်သူဖြစ်ရသင်ရဲ့အသက်တာအပြင်ဖယားသခင်ဘလောက်ကြီးမြတ်တယ်ဆိုတာကိုပေါ်လွင်ရတယ်ဟာသူတို့တွေမှာစိုးရိမ်ပူပန်ခြင်းမရှိဘူးကြာဒီလောက်ဒီခက်ငါတို့ဒီမှာမနေ့ကစောက်လာတာသမီးနေရမကောင်းပတ်စံဘလောက်ငါတို့မှာဟုတ်တယ်သဘာဝတရားနေမကောင်းတာတွေရှိမှာမကြမ်းမာတာတွေရှိဒါပေမဲ့လို့အင်းစေးပဲကျေးဇူးတော်ချီးမွမ်းတယ်ငါတို့အိမ်မှာချီးမွမ်းခြင်းအတ္တတွေနဲ့ပြည့်မပြည့်စုံဘူးစိတ်တော်ကြားနဲ့ဖယားသခင်ရဲ့ကြီးမြတ်ခြင်းကနေရာယူနေတယ်ချီးမွမ်းနိုင်ရတဲ့အခွင့်ရှိအဲ့တော့လောကသားတွေနဲ့ရှင်လာတဲ့ခါမှာကိုကအိုးကျေးဇူးတော်ချီးမွမ်းကွာလားကွာလေဒါလေးကိုကျွန်မအားပေးချင်အဲ့တော့ဖယားရဲ့အထုံးအဖွင့်တော်တွေတစ်စင်ပြီးတစ်စင်ဖယားခင်ကကျွန်တော်တို့ကိုခေါ်ဆောင်ဒီကိုယ်နဲ့ချတဲ့ဖယားခင်ရဲ့အသက်တာကာရီတာထဲမှာဒီနေ့အသက်ရှင်နောက်ထပ်တစ်စင်ကျွန်တော်ကဒီနေ့ခရစ်တော်နောက်ကိုလိုက်တော်သူတွေတပည့်တော်တွေဖြစ်ဖို့လေဟာလေလုယာခရစ်တော်နောက်ကိုလိုက်တဲ့တပည့်တော်တွေအစင်အတက်လာရင်နော်ခရစ်ယာန်ရဲ့ life ဆိုတာကအမြဲတမ်းအပေါ်တက်နေအောက်ဆင်းတာမဟုတ်ရက်နေတာလည်းမဟုတ်အရှိကိုတက်လာကနေချင်းရလာဖယားသားဖြစ်လာတယ်အတ္တမှာဖယားရဲ့ character နဲ့အသက်ရှင်လာတယ်နောက်တစ်စိတပည့်တော်အစိကိုတက်လာတယ်တပည့်တော်ဆိုတာအရာရာတိုင်းကဒီရဲ့ခရစ်တော်ဖြစ်လာခရစ်တော်ရဲ့စိတ်တော်ဖြစ်လာခရစ်တော်ရဲ့ဖြစ်စေခြင်းနဲ့အတိုင်းကိုယ့်ရဲ့အလိုဆန္ဒတွေကိုညှင်းပယ်ပြီးတော့မှဒီတန်ရှင်ဝိညာဉ်တော်ဆွဲခေါ်တဲ့နောက်ကိုလိုက်တယ်တပည့်တော်အဲ့တော့ယေရှုကကျမတို့ကိုဒီနေ့တပည့်တော်တွေကိုအများကြီးလိုအပ်တာဖြစ်တယ်အဲ့ဒီတပည့်တော်တွေအားဖြင့်ဒီနေ့ယေကြီးပေါ်မှာအင်းဝင်ဂေလိတရားကျေပြန့်မှုဖြစ်တယ်ဟာလေလုယာဘုရားခင်ရဲ့နိုင်ငံတော်တည်ထောင်မှုဖြစ်တယ်တပည့်တော်တွေအားဖြင့်နတ်ဆိုးရဲ့ချုံနှောင်ခြင်းတွေခံရတဲ့သူတွေလွတ်မြောက်ဖို့ဖြစ်တယ်ဟာလေလုယာညှော်လင့်ခြင်းမရှိသောသူတွေတပည့်တော်တွေအားဖြင့်ညှော်လင့်ခြင်းရှိတာဘုရားခင်ကသူ့ရဲ့ကိုယ်စလေတွေပေါ်ထွက်လာအဲ့တပည့်တော်တွေကနောက်တစ်ဆင့်ထပ်တဲ့တန်ရှင်းခြင်းနောက်တဲ့ပါအစင်စင်ဒါကြောင့်ဖယားရဲ့အဲ့ဒီအထုံးအဖွဲနိယာမတွေတဲမှာအစုံတိုင်အောင်အစီလိုက်ခြင်းအလို့ကကိုယ်စိတ်နှလုံးကိုတိုက်တွန်းပါကိုတိုက်တွန်းပါငါဖယားရဲ့အထုံးဖွဲတော်တွေ principle တွေနောက်ကိုငါလိုက်အဲ့ဒီ principle ဖယားသားတော်ဖြစ်လာတဲ့အဲ့ဒီအထုံးဖွဲအစုံတိုင်အောင်ဒီနိယာမတွေမှာမလိုက်ဘူးဆိုရင်အသက်တာမှာဒီနေ့ဆုံးရှုံးတယ်ခုနအောနံကြည့်ဖယားသခင်ရဲ့ဒီနေ့နိယာမတွေမှာဖယားသခင်ရဲ့အကြံစီထဲမှာဖယားရဲ့အထုံးဖွဲ့တော်တွေမှာမသွားတဲ့အခါမှာအသက်တာဆုံးရှုံးသွားတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မလို့ဒီအထုံးအဖွဲ့တော်တွေနောက်ကိုအဆုံးတိုင်အောင်အစင်လိုက်ခြင်းကကိုယ်စိတ်နှလုံးကိုတိုက်တွန်းပါတယ်ကိုယ်စိတ်နှလုံးမှာကိုလို့ရေးတဲ့အထက်မှာအကျွန်ုပ်စိတ်နှလုံးကိုတိုက်တွန်းပါဤလို့ထည့်ပြီးတော့မှကျွန်တော်တို့အခုဝန်ခံရအောင်အထုံးဖွဲ့တော်တို့ကိုဆုံးနိုင်အောင်စိတ်လိုက်ခြင်းတို့မှာတို့စိတ်တော်ကိုလိုက်ပါဝန်ခံလားနောက်တစ်ခေါက်ထပ်ပြီးတော့မှဝန်ခံရအောင်အထုံးဖွဲ့တော်တို့ကိုဆုံးနိုင်အောင်စိတ်လိုက်ခြင်းတို့မှာတို့စိတ်တော်ကိုလိုက်ပါဟာလေလုယာအာမင်ဒီနေ့သင်တို့ဝန်ခံတဲ့အတိုင်းအဲ့ဒီဖခင်ရဲ့နိယာမတွေမှာအသက်ရှင်တော်သူတွေဖြစ်ပါစေယေရှုနာမနဲ့ကောင်းချီးပေးပါတယ်ဒီမှာဆက်ပြီးတော့မှကပ္ပဦးကျမ်းခန်းကြီး38ကိုပြန်ကြည့်မယ်အဲ့ဒီမှာအောနံသေးရောတည်တဲ့အခါမှာမျိုးကမရဘူးလေပထမသားကလည်းစိုးလို့ဘုရားခေါ်တယ်ဒုတိယသားကြပြန်တော့လဲနှလုံးသားမကျဘူးမိကလေးဖြစ်အစီမခံဘူးဖယားနိုင်ငံတော်စိတ်မဝင်စားဘူးဒီအထုံးဖွဲ့တော်တွေကိုစိတ်ဝင်စားဘူးဖယားရဲ့အကြံစီကိုစိတ်ဝင်စားဘူးသူ့အတွက်ပဲသူကြည့်အဲ့တော့ဘုရားခင်ကွက်ပြချင်းခံရတယ်အဲ့တော့အဖေယူတာကဘာလုပ်လဲတော်ပြီတဲ့ငါချွေးမတာမလည်းပြန်တော့နင်းရဲ့အိမ်မှာငါသားလဲငယ်သေးတယ်ငါသားမကြီးမိချိန်ကာလပတ်လုံးနင်းရဲ့အိမ်မှာပြန်နေနင်းမိဘနဲ့ပြန်နေဆိုပြီးတော့မှပြန်လွတ်လိုက်အဲ့တော့အပိုင်းငယ်14ရောက်လာတဲ့အခါမှာမုတ်ဆိုးမအဝတ်ကိုချွတ်၍တာမသူ့ချွေးမတာမဒီမှာဘာလုပ်လဲ
ပြန်လွတ်လိုက်ပြီးတော့မှသူ့ချွေးမဒီမှာဘာလုပ်လဲဆိုတော့မုတ်ဆိုးမဝတ်ကိုချွေးမျက်နှာဖုံးနဲ့မျက်နှာကိုဖုံးလျက်ကိုလည်းခြုံယုံလျက်တိမနဲ့မြို့သို့သွားသောလမ်းအနာအင်းနေမြို့တကားဝ၌ထိုင်နေလေ၏အင်းနေမြို့တကားဝ၌ထိုင်နေလေအကြောင်းမူကားရှေလကြီးတော်လဲမိမိနဲ့အိမ်တော်ဘက်မပြုတ်ရဘူးသိမြင်သောကြောင့်တီးသူ့ရောက်ကမှသူ့ကိုနောက်သားလဲဖေးစားမှာမဟုတ်နော်နောက်သားလဲနောက်သားငယ်ကြီးလာတဲ့ရှေလကြီးလာတဲ့ခါမှာလဲငါ့ကိုငါရောက်ကမှမပေးစားတော့တာမာကဖယားရဲ့ဝိညာဉ်ရေးမှာ generation ကိုစိတ်ဝင်စားတယ်စိတ်ဝင်စားတဲ့ခါမှာသူကမုံဆိုးမအဝတ်ကိုချုပ်ပြီးတော့မှမျက်နှာဖုံးကိုဖုံးတယ်ကိုယ်လဲခြုံလေတိမနဲ့မျိုးသွားတော့နာမအိမ်လုံးအဲ့တော့ဒီဖယားရဲ့မျိုးဆက်ကိုသူကလူချင်တယ်ဘလို့ဆက်ပြီးတော့မှငါတည်ဆောင်ရမလဲအဲ့တော့သူ့ကိုသူသိတယ်ငါရောက်မှငါ့ကိုမပေးစားတော့ဒီကစားပုံစံမျိုးခံဆောင်တယ်တဲ့ယူနာသည်ထိုမိမကိုမြင်တော့ကသူသည်မိမိမျက်နှာကိုဖုံး၍နေသောကြောင့်ပြည့်တစားဖြစ်သည်ဟုထင်မှလျက်လမ်းကိုလွဲ၍အနာသို့ချီးပြီးလေသင်ထံသို့ငါဝင်ရသောအခွင့်ကိုပေးပါလို့ဆိုလေတော့မိမကတင်းသည်ကျမထံသို့ဝင်လိုတော့ကအဘယ်စုကိုပေးနေနေဟုမေးလေယူနာကစိတ်တငယ်ကိုပေးလိုက်ပြီဆိုလေမိမကလည်းမပေးလိုက်ပြီတစုံတစ်ခုအရာကိုပေါင်ထားပြီလို့မေးလေစိတ်တငယ်ကနေကနောက်မှပေးပါအခုလောလောဆယ်ငါ့ကိုအပေါင်ပေးငါနဲ့အိတ်မယ်ဆိုရင်တာမာကအဲ့တော့အေးဟုတ်ပြီတဲ့ဒါဆိုရင်တင်းရဲ့တစိမ့်ဆက်လွယ်လေဆွဲတောင်ဝေးပေါင်လို့ဆိုတဲ့ထိုးအဆောင်မိမထံသို့ဝင်သဖြင့်သူဒီပြိတ္တတွေဆိုရင်ထိုးနောက်မှမိမသည်ထသွားရင်မျက်နှာဖုံးကိုချုပ်ပြီးလေမုတ်ဆိုးမအဝတ်ကိုဝင့်ပြန်လေ၏အဲ့တော့ယူဒာကမပေးစားချင်တော့မပေးစားချင်တယ်လို့သူ့ရဲ့ချွေးမဘာဖြစ်လဲသူ့အိမ်မှာလည်းမနေခိုင်းတော့ဘူးသူမိဘရင်ပြန်ခိုင်းအဲ့တော့တာမာမရောက်တာမာကဒီအနွယ်ကနေပြီးတော့မှစီးဆင်းလာမဲ့မျိုးဆက်ခရစ်တော်မွေးဖွားလာမဲ့အရာဖခင်ရဲ့ generation ကိုတာမာသိတယ်မရရအောင်ယူတယ်အဲ့တော့ရောက်ခမကိုဟန်ဆောင်ပြီးတော့ရောက်ခမနှစ်သားမပေးဘူးလားမပေးရင်ဒီမျိုးကမရလို့မဖြစ်ဘူးရောက်ခမကိုဟန်ဆောင်ပြီးတော့မှသူဝင်တယ်ဝင်တဲ့ခါမှာကိုဝင်ရလာတဲ့ခါမှာအဲ့တော့နေ့ရဲ့ချွေးမှာကိုဝင်ရှိနေတယ်ယူတာလည်းလူကြီးပဲလေဟာဒုက္ခပဲရှက်စရာကြီးဘာဖြစ်လို့နော်ကိုဝင်ရှိနေရတာလဲအမေယူတာမသိဘူးလေတကယ်လို့သူနဲ့ရတာသူမသိအဲ့တော့ကိုဝင်ရှိနေပြီဆိုတာသိတဲ့အတွက်ကြောင့်ရှက်ဖို့ကောင်းတယ်ကဲအဲ့တော့ယူတာကလည်းကျွန်ုပ်တို့ဒီအရှက်မကွဲမိကြောင်းယူပါလေစေကြည်ပါဤစိတ်တငယ်ကိုကျွန်ုပ်ပေးလိုက်ရတင်ဒီထိုမိမကိုရှာရမတွေ့ပါသည်တကားအဲ့တော့ယူတာကလည်းသူ့ချွေးမလည်းဘယ်သူနဲ့ကိုဝင်ရှိလို့ရှိမှန်းလည်းမသိဘူးเนาะအဲ့ချွေးမအဲ့ဒီနေရာမရောက်ခင်เนาะအရှိပါအဲ့တော့သူ့ချွေးမကအရှက်မကွဲမိကြောင်းသူ့ချွေးမเนาะယူတာသူ့ရဲ့အတ္တတာမှာအရှက်မကွဲဖို့ရန်အတွက်စိတ်တငယ်ကိုကျွန်ပြန်ပြီးတော့မှထပ်ပြီးတော့မှပေးလိုက်တယ်ပေးလိုက်တဲ့အခါမှာအဲ့မိမသူ့ရဲ့တာမာမတွေ့တော့ဘူးသူ့ချွေးမမတွေ့တော့နော်ငါတော့အဆက်ကွဲတော့မယ်ဒီအမျိုးသမီးကိုမရမကငါအကျွေးပေးရမယ်စိတ်တငယ်အကျွေးပေးရအဲ့တော့ရှာပြီးတော့ပေးပါဆိုလိုက်ရှာတော့မတွေ့ငါတော့အဆက်ကွဲပြီအဲ့တော့3လတဲ့လုံတွေရှိတော့သူတစ်ပတ်ကသင်ချွေးမတာမာဒီပြည့်စစာလို့မတရားသောမေထုံပြီးကိုဝင်ဆောင်တဲ့နေပါပြီတကောက်ယူတာပြောဆိုလေယူတာကသူ့ကိုထုတ်ရမေးရှုစေဦးစီရင်လေဒီအဲ့တော့ယူတာကလူကြီးဆိုတော့သူ့ချွေးမမီးရှိုးလိုက်တယ်အမေသူကမီးရှိုးလိုက်တယ်သူနဲ့ရတာသူမသိဘူးအဲ့တော့အဲ့ဒီမှာထုတ်တော့အခါထုတ်လာတယ်နော်တာမာဒီတစိမ့်စလွယ်တောင်ဝဲတို့ကိုရောက်ခမထံသို့ပို့စေဤဥစ္စာကပိုင်တော်သူအဖြစ်ကျမသည်ပရိသတ်တွေယူပြီးတဲ့ဤဥစ္စာတို့သည်အဘယ်သူဤဥစ္စာဖြစ်သည်ကိုကြည့်ပါလို့မမှန်လိုက်ထိုဥစ္စာကိုယူရသည်မမေ့၍သူ
ဤအပြစ်တဲ့ငါအပြစ်သာ၍ကြီးပေ၏သူဟာငါသာရှေလောက်ကိုငါမပေးစားပဲနေမိပြီဟုပြောဆို၏နောက်တစ်ပံသူ့ကိုမချင်းကပ်ပဲနေ၏အဲ့တော့ဖယားသခင်ရဲ့မျိုးကိုဆက်ဖို့ရန်အတွက်မပေးစားတဲ့အခါမှာယူဒာကအဆက်ခွဲခြင်းခံရလားအဆက်ခွဲခြင်းခံရလားအဆက်ခွဲခြင်းခံရသူ့ရဲ့သားကလည်းအောနန်ကလည်းမျိုးကိုမဆက်တဲ့အတွက်ကြောင့်ဖယားခင်ကွက်မြတ်လားကွက်မြတ်တယ်ဖယားခင်ရဲ့ generation စီးစင်းလာမဲ့အရာကို main ကိုဒီနေ့ယူဒာကမလုပ်ချင်တဲ့အခါမှာအဆုံးမှာပါပြီလေအဆက်ကွဲခြင်းကိုခံရတယ်သားသမီးတွေဆုံးရှုံးတဲ့အရာကိုခံရတယ်အဲ့တော့ဖယားသခင်ကကျွန်တော်တို့ကိုသူ့ရဲ့မျိုးကိုဆက်ဖို့ရအတွက်အေဝံဂေလိတရားမျိုးယေရှုခရစ်တော်ရဲ့တပည့်တော်တွေတိုးပွားလာဖို့ရအတွက်မျိုးဆက်တဲ့အရာကိုကျွန်တော်တို့ရဲ့အသက်တာထဲမှာညီးကလေးလိုအစီခံတတ်ဖို့အင်မတန်မှအရေးကြီးတယ်ဟာလေလုယာဟာလေလုယာဒါဖယားကြီးအထုံးဖွင့်တော်တွေနောက်ကိုလိုက်ပါဟာလေလုယာဖယားရဲ့အကြံစီထဲမှာအသက်ရှင်ပါဖယားခင်ကကျွန်တော်တို့ကိုအမိဝမ်းနေပါတဲ့ကဖယားရဲ့အကြံစီနဲ့ရွေးကောက်တယ်ကျွန်တော်တို့ကိုဖိတ်သိမ့်တယ်ဘလို့အခက်ခဲအခြေအနေတွေရှိပါတယ်အဲ့ဒီဖိတ်သိမ့်ခြင်းကိုစာရမဏတ်ကဖြတ်စည်းလို့မရဘူးအဲ့ဒီအကြံစီထဲမှာကျွန်တော်တို့ဒီနေ့တွားလာဖို့လိုတယ်ဘုရားရဲ့အကြံစီထဲမှာဒါကြောင့်ဘုရားရဲ့အကြံစီထဲမှာကျွန်တော်တို့အသက်တာတွေမတွားခြင်းဘူးမတွားလာခြင်းဘူးဆိုရင်ဆုံးရှုံးခြင်းတွေနဲ့ကျွန်တော်တို့ရင်ဆိုင်ရတယ်အဆက်ကွဲခြင်းတွေနဲ့ကျွန်တော်တို့ရင်ဆိုင်ရတယ်ကြုံရတဲ့အများကြီးအများကြီးရှိအဲ့တော့ကျွန်မဒီကနေ့ဘုရားခင်ရဲ့ဗိသိက်ခြင်းနဲ့ဆက်ပြီးတော့မှစိုးစံမဲ့ man of God တွေကိုဒီနေ့ကျွန်မ mantra လုပ်ပေးနေတာဖြစ်တယ်ကုတ်လုပ်ပေးနေတာဖြစ်တယ်လေ့ကျင့်ပေးနေတာဖြစ်တယ်တွင်သင်ပေးနေတာဖြစ်တယ်အာမင်ဟာလေလုယာဘုရားခင်ရဲ့ဗိသိက်ခြင်းနဲ့စိုးစံမှာမလားဘုရားခင်ဗိသိက်ပေးထားပြီအဲ့ဒီလူတွေကိုအခုကျွန်မ mantra လုပ်ပေးနေတာဒီနေ့နှုတ်ကပတ်တော်ကတည့်ရဲ့အသက်တာကို guideline လုပ်ပေးနေတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ဆက်ပြီးဘုရားရဲ့မျိုးကို generation တွေတည်ဆောင်တယ်ဘုရားရဲ့အကြံစီထဲမှာဒီနေ့အထုံးဖွဲ့တော်တွေနောက်ပါလိုက်ပါဘယ်ရာမှကြောက်စရာမလိုဘူးတာမာကဲ့သို့ရဲရဲမှာဒီအေဝံဂေလိမျိုးဆက်ကိုရဖို့ရတဲ့တာမာဘုရားရဲ့မျိုးဆက်ကိုလည်းပဲသူလုံးဝရဲရဲရှင်းရှင်းမဆက်ဘူးအဲ့မျိုးရဖို့ရအတွက်ဒါသူအသက်ခံရမှာဖြစ်တယ်မီးရှို့တက်ခံရမှာဖြစ်တယ်ဒီမျိုးကိုဆက်တဲ့အခါအနေရရှိတယ်သူတို့လူမျိုးတွေကအိမ်တော်မရှိဘဲနဲ့ဒီလိုကိုယ်ဝင်ရှိလာပြီဆိုရင်အပြင်မှာဂျေရုဆလင်ရဲ့အပြင်မှာနော်အမိုက်ပုံတွေမီးရှို့တဲ့နေရာတွေရှိတယ်လူတွေကိုစီရင်တဲ့နေရာရှိတယ်အဲ့ဒီအရက်မှာသွားပြီးတော့မှမီးရှို့ဖျက်ဆီးတာဖြစ်တယ်အဲ့တော့တာမာကအဲ့ဒီအရာကလူတွေအယမ်းကြောက်ကြတယ်အဲ့ဒီသူတို့ရဲ့တိုင်းပြည်မှာအဲ့ဒီစီရင်ခြင်းကအင်မတန်မှကြောက်စရာကောင်းတယ်အရှင်လက်မီးရှို့ဒါမဲ့တာမာကဖယားခင်ရဲ့မျိုးကိုဆက်ဖို့ရတဲ့သူကလုံးဝကြောက်ရွံ့ခြင်းမရှိဘူးရဲရဲဘယ်လိုအခြေအနေမှာပဲဖြစ်နေပါစေတိုက်ပွဲဝင်ပြီးတော့မှအဲ့ generation မျိုးကိုဆက်တယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီနေ့ယူရကဘာပြောလဲသူ့ရဲ့အပြစ်တဲ့ငါရဲ့အပြစ်ကပိုကြီးတယ်အဲ့တော့ဖယားသခင်တင်တဲ့တဘိုးကိုမထားချင်ဘူးဆိုရင်တဲ့ဒီနေ့ဘာတဘိုးထမ်းရမလဲဆိုတော့တန်တဘိုးကိုထမ်းရမယ်တဲ့ဂျေရမိခိုင်28အပိုင်းငယ်73ကိုကျွန်တော်တို့ကြည့်ရအောင်အဲ့တော့ဖယားသခင်ကလူတိုင်းမှာကျွန်တော်တို့မှာထမ်းဖို့ရတဲ့ဝန်တွေကိုဖယားသခင်ကတင်ထားတာဖြစ်တယ်ထမ်းဖို့ရတဲ့ဝန်တွေကိုတင်ထားတယ်တင်းရဲ့အသက်တာမှာနော်တင်းရဲ့အသက်တာမှာဒီနေ့အဲ့ဒီတခုခုတော့တင်ထားရမှာပဲဖယားခင်ပေးတဲ့ဝန်ကိုတင်ထားရင်တဲ့ကိုပခုံးပေးထားတယ်ဆိုတော့ရတင်ထမ်းမှုဖြစ်တယ်ဟာလေလုယာတင်ပေါင်းထမ်းမှုလဲဆိုဖယားခင်တင်တဲ့ဝန်ကိုတင်ထားရမယ်တင်ဖယားခင်တင်တဲ့ဝန်ကိုမထမ်းဘူးဆိုတော့တင်ကြတယ်စာရဏတင့်ကိုဝန်တင်ပါ
ကနှစ်ဦးရှိတယ်ကျမတို့ရဲ့သခင်နဲ့ယေရှုနဲ့စာတန်တခုတော့သင်ထားရသင်ကဘုရားခင်တင်တဲ့ဝန်ကိုမထမ်းခြင်းရဲ့သင်ကစာတန်တင်တဲ့လောကရဲ့စိတ်ဆင်းရဲခြင်းတွေစိတ်ညစ်ခြင်းတွေပူဆွေးခြင်းတွေတန်တရားတွေအစင်မပြေမှုတွေခက်ခဲမှုတွေအဲ့ဒီဝန်ကိုသင်ထမ်းရလိုက်ဘုရားခင်တင်တဲ့ဝန်ကိုမထမ်းခြင်းအဲ့တော့ယေရမိခန်း28အပိုင်းငယ်စနစ်73မှာကြည့်ရအောင်စနစ်ကနေ73ဖတ်ကြည့်ရအောင်စနစ်ကနေဖတ်ဟုတ်ပြီဖတ်ရအောင် Prophet Hanani, Prophet Yermi, Levi, Maj, Gogo, Chope, Donau, the man Tawai, Nubadoli, Yermi, Dunyagadana, Iswami, Tarawai, Gogo, Hananiga, Surama, Isudon, Nidayosa, and Ulu, Yami. အဲ့မှာပရောဖက်ယေရမိကသူတို့လူမျိုးတွေပြီးခဲ့တဲ့ဘက်ကလည်းကျွန်မပြောပြရနော်ဘာဘူးလုံးရှင်မီမှာအစီခံရမယ်မင်းတို့အဲ့ဒီမှာနေရမယ်ဒါပေမဲ့မင်းတို့တိုးပွားများပြမယ်ကောင်းကြီးဖြစ်မယ်ဒါပေမဲ့မင်းတို့နေရမယ်ပြီးတော့မှဘုရားသခင်ရဲ့အကြံစီကပြီးတဲ့အခါမှာမင်းတို့ပြန်ပြီးတော့မှမင်းတို့ပြီးမှပြန်ပြီးတော့မှနေရမယ်ဆိုတာကိုယေရမိပရောဖက်အားဖြင့်ပရောဖက်ပြုတယ်ယူဒလူမျိုးတွေကိုပြောတယ်အဲ့ဒီခါမှာပရောဖက်ဟာနနီကအဲ့ဒီကိစ္စကိုမဝင်ခံချင်ဘူးဖခင်ရဲ့စကားကိုနားမထောင်ချင်ဘူးဖခင်ရဲ့အကြံစီနောက်ကိုမလိုက်ချင်ဘူးအဲ့တော့ဘာထပြောလဲသူကလည်း prophet ထပြုတယ်ယေရမိရဲ့ပခုံးပေါ်ကထမ်းဖို့ကိုချိုးပြီးတော့မှသူကဘာပြောလဲငါတို့လူမျိုးတွေမခံရဘူးတဘိုးကိုယေရမိပခုံးကတဘိုးကိုလည်းချိုးပလိုက်တယ်ဒီဂျေရုဆလင်မှာနော်ဒီနေရာမှာငါတို့မြို့မှာနှစ်အတွင်းကောင်းစားမယ်ဘာညာပေါ့ယူဒလူမျိုးတွေကိုဖခင်ရဲ့အကြံစီကိုမပြောပြဘဲနဲ့ချော့မော့ပြီးတော့မှချော့မော့တဲ့စကားနဲ့တုံတယ်ချော့မော့တဲ့စကားနဲ့တုံတယ်ဟာနနီဆိုတဲ့ပရောဖက်ကယေရမိကဖခင်အကြံစီကိုပြောပြတယ်အဲ့ဒီဖခင်အကြံစီကဖခင်ခင်ကသူ့ကိုယူဒလူမျိုးတွေကိုတင်နေတဲ့အရာကိုယေရမိကပြောပြအဲ့တုံသင်ပေးတဲ့အရာကိုယေရမိကယူဒလူမျိုးတွေခံဖို့ရအတွက်ပြောပြဒါမဲ့အဲ့တုံသင်ပေးတဲ့အရာဖခင်ရဲ့အကြံစီတဲ့ကိုမလိုက်ချင်တဲ့အခါမှာအဲ့တုံသင်ခြင်းကိုမခံတဲ့အတွက်ကြောင့်ဖခင်ကအပိုင်ငယ်73မှာသင်သွား၍ထာဝရဖခင်၏အမိန့်တော်ကိုဟာနနိယာဆင့်ဆိုရမည်မှာသင်ချိုးသောတစ်သားတဘိုးအစတန်တဘိုးကိုလောရမည်ပို့ပြီးတော့မှငါတင်တဲ့ဝန်ကိုမင်းမထမ်းချင်တဲ့အတွက်မင်းကငါတန်တဘိုးတင်ဖခင်သခင်ကပြောတယ်အဲ့တော့တန်တဘိုးတင်တဲ့အခါမှာဘာဖြစ်လဲအဆုံးမှာယေရမိကိုဘုရားသခင်ကသွားပြောခိုင်းတယ်ဟာနနိကိုသွားပြောခိုင်းတယ်နော်ဆေလွတ်တယ်ပရောဖက်ယေရမိကလည်းဟာနနိနားထောင်တော့ထာဝရဘုရားရှင်သင်ကိုဆေလွတ်တော်မူဤလူမျိုးသည်မူတာနဲ့ခိုလုံပြီးအကြောင်းကိုသင်ပြုတဲ့သင်ဟာဖခင်ရဲ့တုံသင်ခိုင်းတဲ့အရာကိုသင်မတုံသင်တဲ့အတွက်ကြောင့်မတုံသင်ပေးတဲ့အတွက်ကြောင့်မူတာစကားကိုပြောတဲ့အတွက်ကြောင့်ချုံးမောတဲ့စကားကိုပြောတဲ့အတွက်ကြောင့်ထို့ကြောင့်ထာဝရဘုရားမိန့်တော်မူသည်ကသင်ဒီထာဝရဘုရားကိုပုံကန်စေခြင်းကတုံသင်သောကြောင့်သင်ကိုမြေပြင်မှငါပယ်ရှင်းမည်ယခုနှစ်တွင်သင်ဒီသေရမည်ပရောဖက်ဟာနနိကပြောဆို၏ထိုသို့နေပရောဖက်ဟာနနိထိုနှစ်တွင်တသမလနေ၌သေလေ၏အဲ့တော့ကျွန်မပြောပြချင်တာအသက်တာဆုံးရှုံးသွားတယ်ဆိုတာကိုတွေ့ရအဲ့တော့ဖယားသခင်တင်တဲ့တဘိုးကိုကျွန်တော်တို့မထမ်းချင်ဘူးဆိုရင်ဖယားနောက်မလိုက်ချင်ဘူးဆိုကျွန်တော်တို့တန်တဘိုးထမ်းရတယ်လောကရဲ့တဘိုးကိုထမ်းမလားဖယားခင်တင်တဲ့တဘိုးကိုထမ်းမလားဟယ်လိုဟယ်လိုဟယ်လိုဘာတဘိုးကိုထမ်းမလဲလောကရဲ့စိတ်ညစ်ခြင်းတွေစိတ်ပြတ်ခြင်းတွေအစင်မပြေမှုတွေအဲ့ဒီရောက်ထမ်းမလားပူဆွေးမှု
ဝမ်းနည်းမှုတွေထိုင်မလားမထိုင်ဘူးဆိုရင်ဖယားသခင်တင်တဲ့တဘိုးကိုထိုင်ရမယ်လောကတဘိုးဆိုရင်တော့တင်ရတာတန်တဘိုးပဲတစ်သားတဘိုးတော်မထမ်းနိုင်တာတန်တဘိုးဆိုသွားပြီပေါ့မဟုတ်ဘူးလားအဲ့တော့ဒီမှာတန်တဘိုးထမ်းရဘာကြောင့်ကျွန်တော်တို့အသက်တာတွေမှာဒီနေ့ဖယားရဲ့အကြံစီထဲမှာဒီနေ့သွားလာတတ်တော်သူတွေဖြစ်ဖို့အင်မတန်မှလိုတယ်ယေရမိခိုင်း29အပိုင်ငယ်7ကိုကျွန်တော်တို့ဖတ်ရအောင်အတူတူဖတ်မယ်ဖတ်ရအောင်တဖန်ကြဲကြဲလေး အာဒီဒီလိုကိုတို့တဲ့စိတ်ကပြောတာတော့ပဲဒီလိုဒီလိုတို့ကိုလာကြောင်းဒီကိုစိတ်ပါတာဒီလိုကိုတန်ပြောတယ်လို့ပါလိ ကိုဖတ်သွားတာကိုသိလားကိုဖတ်သွားတာကိုနားလေလား revelation ရလားဒီနေ့ဖယားခင်ကြံစီတဲ့အကြံကသင်တို့အတွက်အကျိုးနည်းဖို့လားတဲ့မဟုတ်ဘူးသင်တို့မျှော်လင့်သောအကျိုးကိုရမည်အကြောင်းငြိမ်ဝတ်စေခြင်းကလားသင်တို့ကိုကြံစီသောအကြံစီဟာလေလုယာဒီနေ့ဖယားခင်ကြံစီတယ်ဆိုတာကျမတို့အပေါ်မှာဖယားသခင်ရဲ့အကြံစီဖယားသခင်ရဲ့တဘိုးကကျမတို့ကိုတင်ထားတဲ့အရာကကျမတို့မျော်လင့်နေတဲ့အကျိုးကိုရဖို့ရန်အတွက်ဘုရားခင်ကြံစီနေတာဖြစ်တယ်။တဲ့ဘာကိုမျော်လင့်လဲ။တဲ့ရဲ့အနာဂတ်မှာသင်ပါမျော်လင့်လဲ။တဲ့ရဲ့မိသားစုရဲ့အနာဂတ်သင်ပါမျော်လင့်လဲ။အဲ့ဒီမျော်လင့်နေတဲ့အကြံအစီသင်တတ်တာမှာပြည့်စုံလာဖို့ရန်အတွက်ဘုရားသခင်ကသင်ကိုဒီနေ့သူ့ရဲ့အကြံစီထဲမှာပို့ဆောင်ပေးနေတာဖြစ်တယ်။ဒါကြောင့်အဲ့ဒီချိန်မှာငါအကျိုးနည်းတယ်လို့မပြောနဲ့ငါအကျိုးကြီးတယ်လို့ပြောအာမင်ဟာလေလုယာပြောရအောင်ငါအကျိုးကြီးတယ်နောက်တစ်ခါငါအကျိုးကြီးတယ်နောက်တစ်ခါငါအကျိုးကြီးတယ်အကျိန်နောက်ဆုံးတစ်ခါပြောမယ်ငါအကျိုးကြီးတယ်ဟာလေလုယာဟာလေလုယာအဲ့ဒီအရာကယူတော့ပါအာမင်နောက်လိုက်ဆိုပါယူတော့ပါစာလက်ပါတက်ကြွစွာနဲ့လှုပ်ဆောင်ပါဟာလေလုယာတကောခိုင်း15 59 58ကိုကျွန်တော်တို့ကြည့်ရအောင်တကော15 59 58ဒါလူတိုင်းနဲ့ဆိုင်တဲ့အရာဖြစ်တယ်ငါတို့နဲ့မဆိုင်ဘူးလို့မပြောနဲ့ဒီမှာရှိတဲ့သူတွေအားလုံးနဲ့ဆိုင်တယ်တကောခိုင်း15 59 58ငါတို့ရဲ့ရဲ့ချစ်တာပဲငါတို့အောင်ချစ်တဲ့ကိုယ်တွေတော့ရာဒီရဲ့တော့ကြာတာဘုရားမချစ်တော်ရဲ့ကိုယ်တွေတို့ဒီကြာတိုင်းတော့ဆောင်တယ် အကျိုးကြီးကိုသိမှတ်ပြီးတည်ကြည်သောစိတ်နဲ့ပြည့်စုံ၍မရွေ့လျော့တည်ရင်ပဲနဲ့သခင်ဖျား၏အမှုတော်ကိုကြိုးစားအားထုတ်ကြလော့ဟာလေလုယာတည်ကြည်သောစိတ်နဲ့ပြည့်စုံ၍မရွေ့လျော့ဗာလဲမတည်ရင်ပဲသခင်ဖျား၏အမှုတော်ကိုကြိုးစားအားထုတ်ကြလော့ငါကြိုးစားရမယ်ငါကြိုးစားရမယ်အာမင်ပြောပါငါကြိုးစားရမယ်ငါကြိုးစားရမယ်ငါအားဆက်ရမယ်ဟာလေလုယာကဲဟုတ်ပြီအဲ့တော့ဘုရားခင်ကရှင်မသက်ခရစ်ဝင်ခိုင်းခွန်အပိုင်ငယ်73အဲ့ဒါကိုမထိုးပေးနဲ့နော်ယောရှုခိုင်း14အပိုင်ငယ်14ကိုထိုးထားပြီရှင်မသက်ခရစ်ဝင်ခိုင်းခွန်အပိုင်ငယ်73ကိုကျွန်မပြောပြအဲ့တော့အဲ့ဒီမှာဗာလဲကျင်းသောတကားနဲ့ကျဲသောတကားရှိတယ်အဲ့တော့ကျင်းသောတကားကိုလူဝင်တာနဲတယ်လူတွေဝင်ထွက်တာနဲတယ်ကျဲသောတကားကိုကြတော့လူဝင်တာအဲ့ကျဲသောနေရာနောက်ကိုကျဲဝန်းတဲ့တကားကိုလူသွားတာများတယ်အဲ့တော့လူတွေကဘာဖြစ်လဲဒီနေ့ကျင်းသောတကားဆိုတာကဘာလဲဖယားသခင်ရဲ့စကားကိုနားထောင်ဖို့ရအတွက်အကြံစီထဲမှာသွားဖို့ရအတွက်လူတွေကမသွားချင်ကြဘူးအဲ့ဒီအရာကနဲတယ်တဲ့နော်လောကရဲ့အပျော်အပါးတွေလောကရဲ့နောက်ကိုကြတော့သွားဖို့ရအတွက်ခုနတန်တဘိုးထမ်းတဲ့ကိစ္စကကြတော့
ဒီနေ့ဘာဖြစ်လဲကျယ်ဝန်းနေအဲ့ဒီနောက်ကိုပဲလူတွေကဒီနေ့ဘာဖြစ်လဲသွားကြတယ်ဆိုတာကိုတွေ့ရအဲ့တော့ကျမတို့ရဲ့အသက်တာတွေထဲမှာဒီနေ့ပါလဲဒီနေ့အရေးကြီးတယ်ဖယားသခင်ရဲ့စကားနောက်ကိုကျွန်တော်တို့နားထောင်ဖို့ရအတွက်အမြဲတမ်းအစဉ်သင့်ရှိဖို့လိုတယ်ဟာလေလုယာကျမတို့တွေဒီဘာနဲ့တူလဲမြည်ကလေးကျမတို့ကဘာလဲကိုပြောပါငါကမြည်ကလေးဖြစ်တယ်ဟာလေလုယာဟုတ်ပြီယောရှုခိုင်း14အပိုင်းနဲ့14ကိုကျွန်တော်တို့ဖတ်ရအောင်တို့ဖြစ်၍မိသားတို့ဒီခဏတာကာလတိဣတိလမျိုး၏ပြောင်းခင်သာဝရဗျာနောက်တော်သို့လုံးလုံးလိုက်သောကြောင့်ပြေလုံးပြီးသည်ယနေ့တိုင်အောင်ကာလက်၏အမွေဖြစ်သည်အဲ့တော့မောရှိခါနန်မျိုးဗျာခင်ကပြေးမယ်ပြောတယ်မောရှိမဝင်စားရအောင်တောင်ကပဲမင်းတက်ကြီးအဲ့ဒါခါနန်သူရဲ့မျိုးဆက်တွေယောရှုဒီနေ့ခါနန်မျိုးတိုက်အဲ့တော့ယောရှုတို့ကာလက်တို့ကအဲ့ဒီနေရာမှာဒီနေ့ပါတယ်အမွေခံရတဲ့ကိုဘုရားခင်ပေးတယ်အခုကာလက်ယောရှုနောက်ကိုလိုက်တယ်ထပ်ပြီးတော့ဆက်ပြီးတော့မှလိုက်တယ်ယောရှုလိုက်တဲ့အခါမှာဘာရလဲဟေပြုံပြည်သည်တဲ့ယနေ့တိုင်အောင်ကာလက်အမွေဖြစ်တယ်ထာဝရဘုရားရဲ့နောက်ကိုလုံးလုံးလိုက်တော့ကြောင့်ဘုရားခင်အမွေပေးလားအမွေပေးလားဟာလေလုယာကောင်းကင်အမွေပေးတယ်လို့မြေကြီးပေါ်မှာလည်းအမွေပေးမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီဘုရားခင်ပေးတဲ့အမွေမလို့ချင်ဘူးလားခေပြုံးပြီးတဲ့အမွေပေးတဲ့ဒီရဲ့နာမည်ကြည့်အောင်ဗာဒီလဲခေပြုံးပြီးရဲ့အသိပယ်ကပါလဲ friendship ဆိုတဲ့အရာကဘုရားသခင်နဲ့ရင်းနှီးဆက်ဆံခြင်းကျွမ်းဝင်တဲ့နေရာဘုရားသခင်နဲ့မိတ်ပွဲတဲ့နေရာအဲ့ဒီအရာကိုဘုရားသခင်ကကာလက်ကိုအမွေပေးတယ်တဲ့ဟာလေလုယာဟာလေလုယာဘုရားသခင်နဲ့တလုံးတဝရီနဲ့ဖြစ်တယ်ဟာလေလုယာအဲ့ဒီအမွေကိုကာလက်ကခံရတယ်ဒါကြောင့်ကျွန်မပြောပြမယ်နော်ကျွန်တော်တို့ခေါင်းဆောင်တွေနောက်ကိုကျွန်တော်တို့လိုက်ခဲ့တယ်ကျွန်တော်လိုက်ခဲ့တဲ့အခါမှာအဲ့ခေါင်းဆောင်တွေရဲ့ယူပါယုံကိုကျွန်တော်တို့ကဒီကနေ့ဆက်ပြီးသယ်ဆောင်တာဖြစ်တယ်။မောရှေပေါ်မှာဘုရားခင်ထားခဲ့တဲ့ယူပါယုံကိုကျွန်တော်တို့ကဆက်ပြီးသယ်ဆောင်။ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဝိညာဉ်ရေးရမှာတကယ်အဲ့ဒီနေပယ်ကိုအုပ်စိုးဖို့ရတဲ့စာရမဏေရဲ့တကားတွေကိုရိုက်ချိုးဖျက်ဆီးဖို့ရတဲ့ကျွန်တော်တို့ကိုအဲ့ဒီခေါင်းဆောင်တွေနောက်ကိုကျွန်တော်တို့လိုက်ခဲ့တယ်။ဘယ်နေရာမှာသွားဆုတောင်းမယ်ဆိုကျွန်တော်တို့လိုက်သွားတယ်။ဘယ်မြို့မှာဆုတောင်းမယ်ဆိုလိုက်သွားတယ်အထုပ်ပဲထဲအဝိလဲဆိုလိုက်သွားတယ်။ကိုကိုဆုတောင်းမခေါ်ရင်လည်းပြိဿအနေနဲ့လိုက်သွားတယ်။အဲ့ဒီအချိန်မှာအဲ့လိုလုံးလုံးလိုက်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီယူပါယုံကိုကျွန်တော်တို့ရဲ့ generation အလဲရောက်လာတဲ့အခါမှာအဲ့ဒီယူပါယုံကိုကျွန်မကဆက်ပြီးတော့မှသင်ဆောင်ဘုရားခင်ကကျွန်မကိုအဲ့ဒီအမွေကိုဒီနေ့ပေးခဲ့ဟာလေလုယာအဲ့ဒီအမွေကိုပေးခဲ့အဲ့တော့ခေါင်းဆောင်တွေရဲ့ယူပါယုံကိုဖြည့်တဲ့အခါမှာကိုယ့်ရဲ့ယူပါယုံတွေပြည့်လာတယ်ဟာလေလုယာဒီနေ့ခေါင်းဆောင်တွေယူပါယုံကိုထောက်ပံ့ရမယ်တင်းရဲ့ယူပါယုံတွေတနေ့မှပြည့်လာမယ်တင်းကိုဘုရားကတနေ့မှအမွေပေးလိုက်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အသက်တိုင်းမှာဒီနေ့နှောက်မျိုးဆက်ခေပြုံးကြီးကိုဒီနေ့အမွေခံရမယ်မျိုးဆက်တွေဖြစ်တယ်ဟာလေလုယာခေပြုံးကြီးဆိုတာဘုရားအမွေခုနခေါင်းဆောင်စီရတယ်နော်သူတို့ရခဲ့တဲ့အဲ့ဒီဝိညာဉ်အမွေကိုကျွန်မကိုယ်တိုင်ရခဲ့အခုကျွန်မဝိညာဉ်သားသမီးတွေကိုအခုကျွန်မပေးနေပြီသူတို့လက်တွေ့စတင်ပြီးသူတို့ပြောပြလာပြီဒါကြောင့်ဒီကနေ့ဖယားခင်မျိုးကိုဆက်တော်သူတွေဖြစ်ပါဟာလေလုယာဒီနေ့အောနန်လို့မလုပ်ပါနဲ့အောနန်လို့ယူသားလို့မလုပ်ပါနဲ့ကျွန်တော်တို့နှလုံးသားကျေဝန်းရအောင်ဖယားရဲ့နိုင်ငံတော်ကလေအခြေကြီးပဲအခြေကျွန်တော်တို့သိမ့်ပိုက်ရမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့အတူတူကဒီကနေ့ဆက်ကရအောင်ဟာလေလုယာဟာလေလုယာ